ငါသမီးကိုဖျက်ဆီးတဲ့ကောင်ဒီကဘာပေါ်မှာစက်မရှိသေးနဲ့တော့အခုချက်ချင်းတွားရှင်းလိုက်ကြပစ်မက်ကလက်ဖက်ရည်ဆိုင်ပိုင်ရှင်တေချာလောက်ကြဟေး What is this? What did I do? ဒါဘာတွေလဲငါဘာလုပ်မိလို့လဲကြည်မဆိုင်ထဲကမထွက်နဲ့တကားပိတ်တာဟဲ့လို့ငါဒါပေမဲ့ငါမိသားစုတော့ထိကိုမပေးနိုင်ချိန်မှန်မှန်ဒီနေရာလေးအမြဲတမ်းစောင့်နေပါတယ်ကျင်နာတို့စင်ပြေပါမလားတွေ့ရင်စိတ်ပူနေတယ်သူလာရလမ်းလေးမျိုးတွေ့ရင်တည်းမှလိုက်ဖို့မောရတယ်